ပါလက်စတိုင်းနိုင်ငံအနောက်ဘက်ကနဘလုစ်မြို့ကအနည်းဆုံးရွာ3ရွာမှာတရားမဝင်ဂျူးအခြေချနေထိုင်သူတွေကဒုံဒါလက်နက်တွေနဲ့တိုက်ခိုက်တာကြောင့်အနည်းဆုံးပါလက်စတိုင်း30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ခိုက်မှုတွေကပါလက်စတိုင်းတွေတန်လွင်ကင်းရိတ်သိမ်းတဲ့အောက်တိုဘာ9ရက်နဲ့10ရက်နေ့တွေမှာဖြစ်ပွားခဲ့တာပါ။ဒုံဒါကင်ဆောင်ထားတဲ့တရားမဝင်ဂျူးအခြေချနေထိုင်သူတွေကိုအစ္စရေးစစ်တပ်ကလည်းကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီဂျူးလူအဝါစိုက်ခင်းတွေနဲ့ကားတွေကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြပါတယ်။ပါလက်စတိုင်းပိုင်းနယ်တွေမှာအစ္စရေးကတရားမဝင်အခြေချအင်အားတွေတိဆောက်ပြီးကမ္ဘာတဝန်းကဂျူးအခြေချသူတွေကိုနေထိုင်စေတာပါ။ဒီအခြေချလူဟာစက်တင်ဘာကနေနိုဝင်ဘာလထိချာမြင့်တဲ့တန်လင်ကင်းရိတ်သိမ်းချိန်တွေမှာပါလက်စတိုင်းတွေကိုတုတ်ဓာတ်တွေနဲ့တိုက်ခိုက်တပ်ဖြတ်လေ့ရှိပါတယ်။ဒီလိုတိုက်ခိုက်မှုတွေမှာအစ္စရေးစစ်တပ်ကလည်းပါဝင်လေ့ရှိပါတယ်။